အားလုံးပဲမင်္ဂလာပါ Restorative ဖက်ကြားခြင်းအစီအစဉ်ကနေအရောက်စီတိုင်းကိုတစ်တပံပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့ဇွန်လ20ရက်တောက်ကြနေ့ဖြစ်ပါတယ်ကျမတို့ရဲ့ဝိညာဉ်ဖခင်ပါစတာခရစ်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ကိုရောအခွင့်အာဏာဤနတ်နဲသိမ်မွေးမှုဘာသာရွေးချယ်ထားသောတမန်ကျမ်းပိုက်ကတော့ရှင်မာကုခန်းကြီး16ခန်းငယ်19ယုံကြည်သောသူတို့၌ဖြစ်အပ်သောနမိတ်လက္ခဏာဟူမူကားငါဤနာမကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တံထူးခြားသောဘာသာစကားမျိုးတို့ကိုပြောကြလက်တံပါစတာကကျမတို့တယောက်စီတိုင်းကိုဤရာသည်အပေမြအံ့ဩဖွယ်ကောင်းပါသည်။သခင်ယေရှုဖခင်သည်ကျွန်ုပ်တို့အားနတ်ဆိုးများအားလုံးအပေါ်အုပ်ဆိုးရသောအခွင့်အာဏာကိုပေးအပ်ခဲ့ပါသည်ထို့အပြင်ကိုရောဤကိုယ်စလဲလှုပ်ရှားဆောင်ရွက်ရန်ကိုရောဤအမည်နာမကိုတရဝင်းအသုံးပြုရသည့်အခွင့်ကိုယ်စလဲလွှဲစာကိုလည်းပေးအပ်ခဲ့ပါသည်နောက်တနည်းဖြင့်ပြောရလျင်သင်ကယနေ့နနက်ခင်းလေးတွင်သင်ဘဝကိုခရစ်တော်ထံသို့ပေးအပ်ခဲ့ပါတော့လေတင်ဒီသခင်ယေရှု၏အမည်နာမ၌နတ်ဆိုးများကိုနှင်ထုတ်ရန်အခွင့်အာဏာတရားဝင်အခွင့်အရေးကိုရရှိထားပါသည်သခင်၏စကားလုံးများကိုပြန်လည်အမှတ်ရပါယုံကြည်သောသူတို့၌ဖြစ်အပ်သောနမိတ်လက္ခဏာဟူမူကားငါ၏နာမကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တံထူးခြားသောဘာသာစကားမျိုးတို့ကိုပြောကြလက်ကံ၎င်းသည်ကိုရောအမည်နာမ၌ကျွန်ုပ်တို့လှုပ်ဆောင်နိုင်သည်ဟုကိုရောကမိန့်မာထားသည့်ပထမဦးဆုံးသောအရာဖြစ်ပါသည်ထိုရာသည်ရွေးချယ်ထားသောသူအချို့အတွက်ဧဝံဂေလိဆရာများပရောဖက်များနှင့်သင်းအုပ်များကဲ့သို့သောသူများအတွက်သာဖြစ်သည်ဟုကိုရောမပြောခဲ့ပါ၎င်းသည်ယုံကြည်သောသူအယောက်စီတိုင်းအတွက်ဖြစ်သည်သင်သည်ထိုနှုတ်ကပတ်တော်အပေါ်ယခုချင်းပင်လှုပ်ရှားဆောင်ရွက်နိုင်ပြီးအကျိုးရလဒ်များကိုရယူပါယခုမေးရမည်အရေးကြီးမေးခွန်းမှာသင်သည်အခွင့်အာဏာအသုံးပြုခွင့်ရရှိပြီးသောအခါအဘယ်မျှလောက်သောအခွင့်အာဏာကိုသင်အသုံးပြုခဲ့ပါသနည်းအဘယ်မျှလောက်သောအစွမ်းအင်အားကိုသင်လေ့ကျင့်နိုင်ပါသနည်းသင်၌အခွင့်အာဏာအဘယ်မျှလောက်အမှန်တကယ်ရှိပါသနည်း၎င်းသည်သင်အားအခွင့်အာဏာလွှဲပြောင်းပေးသည့်ပုဂ္ဂိုလ်အပေါ်မှာမူတည်ပါသည်သခင်ယေရှု၌အဘယ်မျှလောက်သောတကူအာဏာရှိပါသနည်းရှင်မဿဲခန်းကြီး28ခန်းငယ်18တွင်ယေရှုကကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကူရှိသမျှကိုငါခံရပြီဟုမိန့်တော်မူ၏ဤရာသည်တာမန်ထက်ထူးခြားသောအရာဖြစ်ပါသည်ကိုရောကအချို့သောအခွင့်တကူကိုငါခံရပြီဟုမပြောထားခဲ့ပါ၎င်းအစားကိုရောကအခွင့်တကူရှိသမျှကိုငါခံရပြီဟုသာပြောခဲ့ပါသည်ထို့နောက်အံ့ဩဖွယ်အကောင်းဆုံးသောအပိုင်းမှာကိုရောကကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းဟုမိန့်တော်မူခြင်းဖြစ်ပါသည်အေယာကကောင်းကင်တမန်ရှိသမျှတို့သည်ယေရှု၏လက်အောက်ခံဖြစ်သည်ဆိုသည့်အတိတ်ပဲဖြစ်သည်နတ်ဆိုးရှိသမျှတို့သည်ယေရှု၏လက်အောက်ခံဖြစ်သည်ဘဝအသက်တာရှိအရာခတ်သိမ်းအသက်ရှင်သောအသက်မရှင်သောနေစနစ်များဖွဲ့စည်းပုံများဖြစ်စဉ်များတိုင်းနိုင်ငံများရာဇပလင်များအစိုးရများဆက်လက်၍အစရှိသည်တို့သည်သခင်ယေရှု၏အခွင့်အာဏာစီသို့လက်အောက်ခံပြုကြရသည်တမန်တော်ရှင်ပေါလုသည်အေဖက်ခန်းကြီး1ခန်းငယ်20မှ23၌အသင်းတော်တစ်ပါးထံသို့ကိုရောအခွင့်အာဏာ၏နန်းနဲသိမ်မွေးမှုနှင့်ကိုရော၏ကိုယ်စလဲလွှဲသောအခွင့်တကူအကြောင်းကိုအတူချုပ်ရှင်းပြထားပါသည်ထိုကျမ်းတွင်ထိုတကူတော်ကခရစ်တော်ကိုတည်ခြင်းမှထမြောက်စေတော်မူ၍ခရစ်တော်၌ပြုပြင်သောမဟာတကူအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏ကသိန်းသောအထွတ်အမြတ်အာနာစက်တကူအစိုးရခြင်းမှစ၍ယခုဘဝနောင်ဘဝ၌ခေါ်ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက်ကောင်းကင်အရက်၌မိမိလက်ရတော်ဘက်မှအလွန်မြင့်မြတ်သောနေရာကိုခရစ်တော်အားပေးတော်မူ၍ခြေဘဝတော်အောက်သို့အလုံးစုံတို့ကိုချထားတော်မူသည်ဖြစ်အသင်းတော်တို့အဖို့အလို့ငါသူ့ကိုအလုံးစုံတို့၏အချုပ်ချာဥကောင်းဖြစ်စေတော်မူ၏ထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟုသောခရစ်တော်၏ကိုဖြစ်သည်ဖရာသခင်မင်္ဂလာရှိတော်မူစေတည်းထပ်၍လေ့လာရင်တမန်ကျမ်းပိုင်များကတော့ရှင်လုကာခန်းကြီး30ခန်းငယ်19ဖိလိပ္ပုခန်းကြီး2ခန်းငယ်9မှ17ကိုလိုသဲခန်းကြီး1ခန်းငယ်16မှ18တနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်များကတော့တမန်တော်ဝတ္ထုအခန်းကြီး9ခန်းငယ်1မှ31နှစ်နှစ်ရာအခန်းကြီး35 36တို့ဖြစ်ပြီးနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ကတော့လုကာခန်းကြီး2ခန်းငယ်33မှ40နှစ်တရားဟောရာကျမ်းခန်းကြီး18တို့ဖြစ်ပါတယ်
အခုဆက်လက်ပြီးတော့ဆုတောင်းခြင်းကိုကျမရဲ့နောက်ကနေစိတ်နှလုံးအကျွမ်းမဲ့ဖြစ်ယေရှုပြုပြီးတော့လိုက်ဆိုပေးပါချစ်တော်မူသောအဖသခင်ယေရှု၏အမည်နာမကိုအသုံးပြုရန်နှင့်ကိုတော်၏နေရာတွင်လှူရှားဆောင်ရွက်ရန်အာဏာလွှဲပြောင်းခြင်းခွင့်ကိုကျွန်ုပ်အားပေးတော်မူသည့်အတွက်ကိုရော့ကိုကျေးဇူးတင်ပါသည်ယနေ့ဤအခွင့်အာဏာကိုနတ်ဆိုးများအားလုံးအမောင်မိုက်ဤအင်အားစုများပတ်ဝန်းကျင်အခြေအနေများဤစနစ်များနှင့်ဤလောကဤဖွဲ့စည်းပုံများအားလုံးအပေါ်ကျွန်ုပ်လေ့ကျင့်ဆောင်ရွက်နေပါသည်ကျွန်ုပ်သည်ခရစ်တော်၌ရှိသောအုတ်ချုပ်စိုးစံခြင်းနေရာအောင်ပွဲနေရာမှာလှုပ်ရှားဆောင်ရွက်နေစဉ်အရာခတ်သိမ်းသည်ကျွန်ုပ်၏လက်အောက်၌ရှိကြောင်းကျွန်ုပ်ကြွေးကြော်ပါ၏သခင်ယေရှု၏မြတ်သောမဟာနာမ၌အာမင်ဒီကနေ့ဖတ်ရှုသွားသော Resurrection Reality အဖြစ်အရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေ